ဝမ်းချုပ်တာကိုဒီအတိုင်းပဲဆက်ပြီးတော့လွတ်ထားမယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုရင်အဲ့ထဲမှာအစာအဟောင်းတွေစုနေနေမယ်အစာအဟောင်းတွေကဘက်ထဲမှာနေပြီးတော့ကြာလာလို့ရှိရင်ပုတ်လာနိုင်မယ်ပေါ့နော်အဲ့လိုပုတ်ကြာကနေပြီးတော့အသားရည်မြစ်လာမယ်အထူးသဖြင့်ဝက်ချန်နေအရန်အပူတွေအပုတ်တွေများပြီးတော့ဝက်ချန်နေအရန်ထွက်လာလိမ့်မယ်ပူနေမယ်မျက်အိမ်မလဲဖြစ်နေမယ်ပေါ့နော်အဲ့လိုတွေဖြစ်မယ်အဲ့လိုအချိန်မှာအထိုင်များတဲ့သူဆိုလို့ရှိရင်ပိုပြီးဆိုရယ်ဘိုက်ကအရန်ပူလာလိမ့်မယ်ပေါ့နော်နောက်ပိုင်းကြလို့ရှိရင်ဒီလိုမျိုးဝမ်းချုပ်တာကိုကိုကဒီဝမ်းကိုမရှင်းဘူးအပူပုတ်တွေကိုမရှင်းဘူးဆိုလို့ရှိရင်ယောဂအကြီးတွေဖြစ်တဲ့အထိဖြစ်လာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ပုံနေတဲ့အရာကြီးမကောင်းတဲ့အညစ်အကြေးတွေကိုဘိုက်ထဲမှာတက်ကြဆုထားလို့ပေါ့နော်ပုံမှန်ဝမ်းသွားတာနဲ့ဒီပုံမှန်ကိုယ်အိပ်ရထားလို့ဝမ်းသွားတာတို့အစားတောက်တာတို့ဝမ်းသွားတာတို့နဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူအပုတ်တွေကမရှင်းသွားဘူးတို့ရတင်ကြရဲကွာဒီလိုမျိုးနေ့တိုင်းအိမ်သာသွားရပေါ့နော်နေ့တိုင်းအိမ်သာသွားရနေ့တိုင်းဝမ်းသွားလို့ဒီလိုအပူပုတ်တွေကဘိုက်ထဲမှာရှင်းသွားပြီဆိုပြီးတော့လုံးဝမထင်လိုက်နဲ့မရှင်းအပူပုတ်ရှိတာတက်ရှိတာပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကအဲ့အပူပုတ်တွေကိုရှင်းထုတ်ဖို့လိုရဲ့ဘာနဲ့ရှင်းလို့ရလဲဆိုရင်ဒီရွှေရုပ်တွင်ဝမ်းမှန်ကြီးနဲ့ရှင်းလို့ရပါတယ်ဒီ review မှာဆိုရင်ကြည့်လိုက်ပါဒီ customer အမဆိုလို့ရှိရင်3ရက်နဲ့တူဝမ်းသွားတာပါဒီလိုမျိုး3ရက်နဲ့ဝမ်းသွားရဲဆိုတာလေသူခန္ဓာကိုယ်မှာအပုတ်တွေအရန်များနေလို့3ရက်ဆိုတဲ့အချိန်ကြာချိန်တစ်ခုဖြစ်တာပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့မှာအဲ့လိုမျိုးအပူအစိတ်တွေအပူပုတ်တွေကတိတ်မများဘူးဆိုလို့ရှိရင်မနက်9ပြည9ပြတစ်ချိန်တောက်ရုံနဲ့ထင်ကိုပါတစ်ရက်တောက်ရုံနဲ့တင်ကိုတိတာတဲ့သူတွေအများကြီးရှင်းလို့ဆိုလို့ရှိရင်အဲ့လိုပဲ3ရက်လောက်နေမှသွားတာဘာဖြစ်လို့လဲဆိုတော့အပူပုတ်တွေအပူစိတ်တွေများလို့ဥမရှင်းမဲနဲ့နေရအရင်ကြာလာလို့ပေါ့နော်ဒါကြောင့်မလို့ဒီဝမ်းမှန်လေးကိုတောက်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီအပူပုတ်တွေကိုတဘာဝအတိုင်းသူကဝမ်းထဲကနေပြီးတော့ရှင်းပေးလိမ့်မယ်နေ့တိုင်းစားထားသမျှစားချင်းစားချက်အပူအပုတ်တွေကိုရှင်းပေးလိမ့်မယ်အဲကြောင့်မို့ဒါလေးကိုတစ်နေ့နှစ်ချိန်ချင်းများနဲ့အစာနဲ့ဆေးနဲ့2နာရီချပြီးတော့တောက်ပေးမယ်ဆိုရင်ဝမ်းချုပ်တဲ့သူတွေအတွက်လည်းအရှမ်းအဆင်ပြေတဲ့အပူပုတ်အရှမ်းများနေတဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့အသားအရည်လည်းတော့နဲ့ဒီတိတိတတ်တာကြည့်လာလိမ့်မယ်မှားရခြင်းနဲ့ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်39965335နီးမှာလို့ရတယ်ဒီ comment နေတစ်စင်လည်းမှာလို့ရတယ်လို့ချက်ပေါက်ကနေလည်းမှားအားလို့ရပါတယ်ရှင်းပြတင်ပါတယ်